အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးကတော့ကျွန်တော်ကိုဝယ်ယူလို့ကျွန်တော်သူ့ကိုတွားကွန်ပျူတာ rock ဗီဒီယိုတစ်ပုဒ်လေးပဲဖြစ်ပါတယ်ကဲဗာတရိုက်ထားလဲဆိုတာကြည့်ကြရအောင်ကျွန်တော်ကလည်းတရားတဲ့ပစ္စည်းတွေကနေတာရင်မဟုတ်ဘူးဆိုတော့ရိုက်ထားတာတိတ်ပြီးအဆင်မပြေဘူးပေါ့နော်ကဲမင်းသားလေးစင်ပေါ်နေတက်လာတော့မှဖြစ်ပါရဲ့ကဲကြည့်ကြရအောင်ဗျကဲကျွန်တော် brother ကြီးအစင်ပေါ်တက်လာပြီဆိုတော့နာမည်အော်ပါပြီခင်ဗျဆိုအောက်ပါပြီအော်ဆိုအောက်တာမဟုတ်ဘူးဗျပွဲယူတာဆိုတော့အော်မားသွားတာဗီဒီယိုရိုက်တဲ့ချိန်အမယွန်းပါလဲခွလို့ပါဗျကျွန်တော်လည်းရိုက်တတ်လို့ရိုက်တာပေါ့ဗျာကျွန်တော်လည်းဒီဗီဒီယိုလုပ်တဲ့ချိန်ကျမှပဲရိပ်မိပါတယ်ဗျာတရုတ်တရဲနဲ့တူလိုက်တာဗျာကဲပွဲစာအုပ်ရပြီဆိုတော့ဟော့ခန့်အပြင်ထွက်ကြတာပေါ့ဗျာဟော့ခန့်ကနေကျွန်တော်လည်းထွက်ပါပြီခင်ဗျငိုင်လို့တည်တော့မယ်ဒီကိုတော့ချောနေရတော့ကျွန်တော်နဲ့ကျွန်တော်ဖာတာကြီးပဲဖြစ်ပါတယ်ကိုလက်ခလဲแล้วလက်ခလဲညီကိုနေတွေ့တော့စမ်းတော့ကြတာပေါ့ဗျာကဲဟော့ခန့်အပြင်တို့ရောက်ရှိလာပါပြီခင်ဗျလူတွေလည်းပြေရှမ်းလို့ပြီးတော့စိတ်တတိလေးတွေကြာနေရပဲဗျကိုလည်းမတည်နိုင်မယ်ကြည့်ဆိုတော့ကြီးတယောက်လို့ပေါ့ဗျာအပြင်မှာလူတွေဝိုင်းပြီးစောင့်နေကြတာပေါ့ပြီးတော့ကိုလူတွေလားဆိုလဲကိုလူတွေမဟုတ်ပြန်ဘူးဗျဗီဒီယိုရထားတယ်ကဲကျွန်တော်တို့တက်ပုံရထားတဲ့ဟာကြီးကြည့်ကြရအောင်ဗျ